အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အောင်ဆုံး channel ကနေဒီတစ်ပတ်ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ ASAP နေတဲ့ relationship တစ်ခုကိုပြန်လည်နှွေးထွေးအောင်အကူအညီဖြစ်စေမယ့်ချက်ဆိုတဲ့အကြောင်းအရာတွေဖြစ်ပါတယ် relationship တွေကြားမှာစကားပြောဆိုမှုနေလာတာဒါမှမဟုတ်ပြောစရာစကားမရှိတော့တာမျိုးကလူအများစုကြုံတွေ့ရတဲ့ပြဿနာတစ်ခုပါဒီလိုအခြေအနေမျိုးကိုဖြေရှင်းဖို့အကူအညီဖြစ်စေနိုင်တဲ့အချက်ကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်နံပါတ်1အကြောင်းရင်းကိုရှာဖွေပါပထမဆုံးစကားပြောဆိုမှုနေလာရတဲ့အကြောင်းရင်းကိုနားလည်ဖို့ကြိုးစားပါအလုပ်ဖြစ်စီမှုစိတ်ဖြစ်စီမှုပြဿနာတစ်ခုခုကြောင့်ဒါမှမဟုတ်ရိုးရှင်းစွာတယောက်နဲ့တယောက်အချင်းပေးဖို့မေ့နေတာမျိုးဖြစ်နိုင်ပါတယ်နံပါတ်2ကိုကပထမဆုံးစတင်ပြောဆိုပါတခါတလေစကားပြောရမှာစတင်တဲ့သူဖြစ်ဖို့လိုပါတယ်ရိုးရှင်းတဲ့စကားလုံးလေးတွေနဲ့စတင်ပြီးစကားဝိုင်းကိုဖန်တီးနိုင်ပါတယ်ဥပမာဒီနေ့ဘယ်လိုကုံဆုံးလဲဒါမှမဟုတ်အခုလက်တလောဘာဖြစ်နေလဲစတဲ့မိခွန်းလေးတွေကိုအနည်းငယ်ချဲ့ထွန်းပြီးစတင်နိုင်ပါတယ်နံပါတ်3အတူတူအချင်းဖြုံးပါစကားပြောဆိုမှုနေလာတဲ့အကြောင်းရင်းကအတူတူအချင်းဖြုံးတာနေလာတာကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်အတူတူလမ်းလျှောက်ထွက်တာရုပ်ရှင်ကြည့်တာချက်ပြုတ်တာစတဲ့လှုပ်ဆောင်ချက်တွေကစကားပြောဆိုမှုကိုပြန်လည်စတင်ဖို့အခုအလန်းတွေဖန်တီးပေးနိုင်ပါတယ်နံပါတ်4အတိတ်တွေကိုအတူတူလေ့လာပါအတူတူစိတ်ဝင်စားစရာအတိတ်တွေကိုလေ့လာတာကစကားပြောဆိုမှုကိုမြင့်တင်ပေးနိုင်ပါတယ်ဥပမာအတူတူစာအုပ်ဖတ်တာတင်တန်းတက်တာခရီးထွက်တာစတာတွေကပြောစရာစကားတွေကိုဖန်တီးပေးနိုင်ပါတယ်နံပါတ်5ခံစားချက်တွေကိုမျှဝေပါတယောက်နဲ့တယောက်ခံစားချက်တွေကိုမျှဝေတာကဆက်ဆံရေးကိုပုံမှန်နဲ့ရိုက်စေပါတယ်ကိုဘာကိုခံစားနေရလဲဘာတွေကိုစိုးရိမ်နေရလဲဆိုတာကိုရင်းနှီးမျှဝေပါအခုလိုလူငယ်တွေအတွက်အရေးကြီးတဲ့အကြောင်းအရာတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe and like လုပ်ပြီးဖို့ကျွန်တော်တောင်းဆိုပါရစေနံပါတ်6နားထောင်တတ်ဖို့လေ့ကျင့်ပါစကားပြောဆိုမှုမှာနားထောင်တတ်ဖို့ကအရေးကြီးပါတယ်တစ်ဖက်လူပြောတဲ့အခါအာယုံစိုက်ပြီးနားထောင်ပေးတာကသူတို့ကိုတန်ဖိုးထားတယ်လို့ခံစားရစေပြီးကိုပြန်ပြောတဲ့စကားလုံးတွေကိုသိရှိစေပါတယ်နံပါတ်9ပြဿနာကိုရင်ဆိုင်ပါတခါတလေစကားမပြောတော့တာကမတိစိတ်မှာပြဿနာတစ်ခုခုရှိနေလို့ဖြစ်နိုင်ပါတယ်ဒါကြောင့်ပြဿနာကိုရင်ဆိုင်ပြီးဖြေရှင်းဖို့လိုအပ်ပါတယ်ပွန်လင်းဆွေးနွေးတာကဆက်ဆံရေးကိုပိုမိုကောင်းမွန်စေနိုင်ပါတယ်နံပါတ်10ပျော်ရွှင်စရာတွေကိုအတူတူဖန်တီးပါပျော်ရွှင်စရာတွေကိုအတူတူဖန်တီးတာကဆက်ဆံရေးကိုလန်းဆန်းစေပါတယ်ရဲစရာတွေပျော်စရာတွေကိုအတူတူဖန်တီးပြီးစကားပြောဆိုမှုကိုပြန်လည်စတင်နိုင်ပါတယ်နံပါတ်9အချင်းပေးပါတခါတလေစကားပြောဆိုမှုနေလာတာကအချင်းတို့အတွင်းဖြစ်လာတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်အချင်းပေးပြီးဆက်ဆံရေးကိုပြန်လည်တည်ဆောက်ဖို့လိုအပ်ပါတယ်နံပါတ်10လိုအပ်ရင်အကူအညီတောင်းပါတခါတလေကိုယ်တိုင်ဖြေရှင်းဖို့ခက်ခဲနေရင်ဆက်ဆံရေးဆိုင်ရာအကြံပေးတွေစိတ်ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးတာကအကူအညီဖြစ်စေနိုင်ပါတယ် relationship တွေမှာစကားပြောဆိုမှုနေလာတာကပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒါကိုဂရုမစိုက်ဘဲထားလိုက်ရင်ဆက်ဆံရေးတွေပျက်စီးလာနိုင်ပါတယ်ဒါကြောင့်စကားပြောဆိုမှုကို
ပြန်လည်စတင်ဖို့ကြိုးစားပြီးဆက်ဆိုင်ရေးကိုထိန်းသိမ်းထားဖို့အရေးကြီးပါတယ်အခုလိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် See you in the next video